မန္တလေးတိုင်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်တုံ9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိများပါဝင်24ဦးထိခိုက်ဒဏ်ရာရပြီးတေဆုံးသူစီရင်ကိုဆက်လက်စုံစမ်းနေမင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်မန္တလေးမြို့နယ်တွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်တုံ9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိတွေပါဝင်24ဦးထိခိုက်ဒဏ်ရာရပြီးတေဆုံးသူစီရင်ကိုဆက်လက်စုံစမ်းနေရလို့ Brace Warrior for မြန်မာအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်ဇန်နဝါရီ29ရက်နေ့မနက်4:30မိနစ်30ခန်းမှာBrace Warrior for မြန်မာအဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ No More Distortion NMD PDF အဖွဲ့ Shadow Mandalay အဖွဲ့နဲ့ Infinity အညာအဖွဲ့တို့ပူးပေါင်းပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်ကို109မမရှော့တိုက်တုံ9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ3လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမန္တလေးရှိအတူရောင်ရွှေကောက်ပွဲကျင်းပရာမဲယုံနေစီလာရောက်ကြည့်ရှုခဲ့ကြောင်းအပြစ်မှာရေရာချေဖို့အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်ခိတ္တဝင်ရောက်တဲကိုနေတာဖြစ်ကြောင်းမင်းအောင်လှိုင်ကဇန်နဝါရီလ29ရက်နေ့မနက်4:41မိနစ်မှာမင်းဝတ်တစားတွေဝစ်ဆင်ပြီးမန္တလေးနန်းတော်ဝင်မင်္ဂလာတရားမှနေပြီးပြည်တော်ဝင်မဲ့ရေရာချေရန်ရှိရဆိုတဲ့သတင်းတွေကြောင့်ညရင်းချင်းစီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းကျန်းဖက်စစ်တပ်ဘက်မှအရာရှိတွေပါဝင်ထိခိုက်ဒဏ်ရာရရှိသူ24ဦးရှိပြီးတေဆုံးသူအရေအတွက်ကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့တိုက်ခိုက်မှုမှာအကြီးပိုင်းတကောင်ပါဝင်အထိခိုက်24ကောင်လို့တော့ကြားရတယ်။အကြီးပိုင်းကဗိုလ်မှူးချုပ်အဆင့်ထက်တော့မနေဘူး။သူလိုလူတောင်ထိရင်ကျန်တဲ့အရာရှိရငယ်တွေလည်းထိမှာပဲထိခိုက်မှုအသိစိတ်ကိုကျွန်တော်တို့ဆက်လက်စုံစမ်းပြီးထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ကျွန်တော်တို့ပြစ်ခတ်ပြီးမိနစ်ပိုင်းကြာမှလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်တဲ့တမနက်လုံးလဲမင်းကွန်းတောင်ရိုးဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတဲ့ AR မြေရိုးအနောက်ဘက်စကိုင်းနဲ့ဝက်လက်မှာလဲ fighter တွေအဆက်မပြတ်ပြန်ဝဲနေတဲ့ထိခိုက်မှုတော့ရှိရသိရပေမဲ့အတိအကျတော့မသိရသေးဘူးလို့ BWN အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ BWN အဖွဲ့နဲ့ပူးပေါင်းဖွဲ့တွေပြစ်ခတ်ခဲ့တဲ့ short time တုံးတွေထဲမှာ3လုံးကအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပကအတွင်းကြားရောက်ပေါက်ကွဲခဲ့ပြီးလပကတိုင်းမှုအိမ်ကိုလည်းထိမှန်ခဲ့ကြောင်းကနဦးစုံစမ်းသိရှိရပြီး BWN Mission 50အတွင်းရန်သူဘက်ရဲ့ထိခိုက်ဒေဆုံးမှုအခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မွတ်စလင်များနိုင်ငံသားဖြစ်ခွင့်နဲ့နစ်နာကြေးပေးဖို့ ICJ တရားရုံးမှခံပြီးရတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့တဲ့မွတ်စလင်တွေနဲ့ရခိုင်ပြည်နယ်ရှိမွတ်စလင်များကိုနိုင်ငံသားဖြစ်ခွင့်နဲ့စစ်ကောင်စီရဲ့လူမျိုးတုံးတပ်ဖြတ်ခံရမှုမှာထိခိုက်နစ်နာသူတွေကိုနစ်နာကြေးပေးဖို့ခံပြီးရတရားရေးဝန်ကြီးကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတောင်းဆိုလိုက်တာပါ။မြန်မာအစိုးရအနေနဲ့လူမျိုးတုံးတပ်ဖြတ်ခံရမှုမှာနစ်နာမှုတွေဆုံးရှုံးနေတဲ့အခွင့်အရေးတွေနဲ့ရိုဟင်ဂျာဆိုတဲ့လူမျိုးတွေကိုတရားဝင်အတိအမှတ်ပြုပေးရေးကိုဇန်နဝါရီ29ရက်နေ့မှာဂမ်ဘီယာတရားရေးဝန်ကြီးဒေါက်တာဂျယ်လိုကတောင်းဆိုလိုက်တာပါမွတ်စလင်ရိုဟင်ဂျာတွေကိုခွဲခြားဆက်ဆံခြင်းမှာကာကွယ်ပြီးအာမခံပေးဖို့လွတ်လပ်စွာသွားလာခွင့်ပြုဖို့ရော်ကြီးနဲ့နိုင်ငံသားဖြစ်သတ်မှတ်ပြီးကိုသဘောတူရမှာဖြစ်ပါတယ်။ဒါအပြင်မွတ်စလင်တွေပြန်လည်လက်ခံနိုင်ဖို့အတွက်ချက်ချင်းအစီအမံတွေနဲ့နောက်ထပ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လုံဆောင်မှုကိုလုံးဝမလုပ်ဖို့မြန်မာဘက်ကအာမခံပေးရမယ်လို့ဂမ်ဘီယာကတောင်းဆိုချက်မှာပါရှိပါတယ်။၎င်းကိစ္စနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့မွတ်စလင်တွေကိုလူမျိုးတုံးတပ်ဖြတ်ခြင်းမရှိသလိုမွတ်စလင်အာဆာဖွဲ့ကိုရှင်းလင်းလုပ်ချင်တာဖြစ်ကြောင်း ICJ တရားရုံးမှမြန်မာနိုင်ငံကရှောက်လဲချက်ပေးခဲ့ပါတယ်။ဂမ်ဘီယာဘက်ကလည်းမြန်မာစစ်တပ်ကအာဆာဖွဲ့ကိုမြည်သည့်ခါမှအမြင့်ပြတ်နိုင်အောင်တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိသလိုအာရခတက်တော်ကိုတိုက်ခိုက်နိုင်ဖို့အတွက်တောင်မြန်မာစစ်တပ်နဲ့အာဆာတို့ပူးပေါင်းခဲ့တယ်လို့တရားရုံးမှာဂမ်ဘီယာရှိနေဖွဲ့ကပြောဆိုပါတယ်။ဒါအပြင်မြန်မာကိုယ်စားလှယ်နဲ့ရှိနေဖွဲ့ကဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့မွတ်စလင်တွေကဘင်္ဂါလီတွေသာဖြစ်တယ်လို့ရှောက်လဲချက်ပေးခဲ့ပါတယ်။ ICJ မှာဂမ်ဘီယာနဲ့မြန်မာနိုင်ငံတို့အမှုကိုဇန်နဝါရီ12ရက်ကနေဇန်နဝါရီ29ရက်ထိ3ပတ်ကြာကြားနာနေတာဖြစ်ပြီးနောက်ဆုံးရှောက်လဲချက်တွေကိုပေးနေတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ရခိုင်လူမျိုးတွေတည်သောကလန်ကြောက်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တဲ့ခိုးဝင်လာတဲ့ဘင်္ဂါလီတို့မှာမောင်တော်မြို့နယ်အဆက်ကပဲတဖြည်းဖြည်းလာရင်နောက်ဆုံးမှာရန်ကုန်ဗပဲတန်းတီရောက်သွားပါတယ်။အဲဒီကတဆင့်တခြားပြည်နယ်တွေရောက်သွားတယ်ပြောချင်တာကစကားတွေတက်လာပြီးရင်နောက်ရောဝင်လာတဲ့အခါလူများရင်များသလောက်6လမ်းတက်ဆပြုလာပါတယ်။ဟန်ရေးပြလာတဲ့ဒါကိုရခိုင်လူမျိုးတို့ကကလန်ကြောက်တွေလို့ပြောတယ်။ရခိုင်လူမျိုးတို့ကဘင်္ဂါလီကလားတို့ကိုငင်နိုင်ဖြစ်ပါတယ်။ ICJ မှာဂမ်ဘီယာနိုင်ငံကဘာမှမစီဆိုင်ပဲမြန်မာနိုင်ငံကိုတရားစွဲတဲ့အစွဲခံရတဲ့မြန်မာနိုင်ငံသားတွေဂမ်ဘီယာကိုမကြားဘူးမြန်မာနိုင်ငံကចောင်းသားចောင်းသူတိုင်းကပထဝီဘာသာရက်ကိုကျွမ်းကျင်တက်မြောက်ကြတယ်မြန်မာနိုင်ငံရဲ့မြေပုံကိုမကြည့်ပဲမြည်သည့်မြို့ကမြည်သည့်ပြည်နယ်မှာရှိကြတယ်ဆိုတာကိုသိကြပါတယ်အမေရိကန်မှာပြည်နယ်မြေများရှိတယ်ဆိုတာကိုသိကြတယ်သမရဘသူဆိုတာကိုသိကြတယ် ICJ မှာတရားရုံးမှာကြားနာစစ်ဆေးရနှစ်ဖက်နိုင်ငံတွေမှာရှောက်လဲချက်ပြီးနေကြပါတယ်မြန်မာနိုင်ငံကယခုမှုကိုကြားနာပွဲမှာပြဿနာနှစ်ခုကိုဖြေရှင်းပြနေတယ်အစပိုင်းမှာဂမ်ဘီယာနိုင်ငံဘက်မှရှိနေတို့ကတပ်တွေမပြေဆုံးပဲလူတက်မှုတွေကိုမရေမရတင်ပြနေတဲ့သဘောမျိုးမြင်ရတယ်တပ်တွေကသူတို့ရဲ့နာမည်ကိုတောင်မထုတ်ဖော်ပဲတက်တည်ခံခဲ့ကြတယ်လို့မြန်မာဘက်မှရှောက်လဲချက်မှာကြားရပါတယ်
တရားသူကြီးတို့ကဂမ်ဘီယာရှိနေလို့ပြစ်လိုက်တဲ့မြားကိုအစိတ်ရှိမှန်းသိသွားတယ်မြန်မာဘက်ကပြစ်လိုက်တဲ့မြားက2ဆင်းဖြစ်တယ်တစ်ဆင်းကလုံခြုံရေးရကာကွယ်တဲ့စစ်စင်ရေးရဲ့ဖြစ်ပျက်တွေ့ကြုံရတဲ့မြင်ကွင်းတပွဲခြေပမြားနဲ့နောက်မြားတွေကခိုးဝင်ပင်ကာလီလူမျိုးသားဖြစ်ကြောင်းဆိုတဲ့အစိတ်လူးထားတဲ့မြားဖြစ်ပါတယ်အခုအခါ ICJ ကလူမျိုးတုံးတပ်ဖြတ်မှုဆိုတဲ့ပြဿနာကိုဖြေရှင်းရေးနဲ့မြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံခြေခံဥပဒေအရတိုင်းသားလူမျိုး135မျိုးသားရှိတယ်လို့ပြဋ္ဌာန်းချက်ကိုဖြေရှင်းရေးဖြစ်လာပြီး ICJ ကနိုင်ငံတနိုင်ငံရဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေကိုပြည့်ရည်ပြုလို့မရဥပဒေပါချက်လက်တွေကိုလက်မခံလို့ပယ်ဖျက်ရမယ်လို့လည်းအမိန့်ထုတ်ပြန်လို့မရအမှုကြားနာစစ်ဆေးနေခြင်းကလူမျိုးတုံးတပ်ဖြတ်တယ်လို့ဆွဆွဲခြင်းကိုဟုတ်ဒီမဟုတ်ဒီကိုစစ်ဆေးကြားနာရမယ်တခုတည်းတော့ချက်သာရှိပါတယ်အခုအချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနိုင်ငံခြားရေးဝန်ကြီးက ICJ မှာမြန်မာနိုင်ငံဘက်ကဘင်္ဂါလီလူမျိုးလို့တောင်းဆွဲတာကိုကန့်ကွက်တယ်လို့သိရပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ကန့်ကွက်ခြင်းက ICJ တရားရုံးမှလက်ခံဖို့ကန့်ကွက်ခြင်းလားဒီလိုသာဆိုရင် ICJ ရုံးကသူ့ရဲ့ကန့်ကွက်စာကိုလက်ခံပြီးအမှုတွေဆွဲမသွင်းရချေ။ဘာကြောင့်လဲဆိုတော့ဂမ်ဘီယာနိုင်ငံဘက်မှာရှိနေတွေနဲ့မြန်မာနိုင်ငံဘက်ကရှိနေတွေကရှောင်လဲချက်တွေပေးဖို့တရားဝင်မှုရှိတယ်။သူ့ရဲ့ဘင်္ဂါလီလို့ခေါ်ခြင်းကိုစတတန်ပြီးတတန်ပြုလုပ်ပြီးကျွန်တော်ကလည်းသူတို့ထံကိုရော ICJ ရုံးကိုဘင်္ဂါလီလို့ခေါ်ဆိုခြင်းကိုလက်ခံတယ်လို့စာပို့ပြီးဖြစ်ပါတယ်။ ICJ ရုံးမှကြားနာပွဲမှာ Facebook မှာရေးသားနေကြတဲ့နှစ်ဖက်စလုံးရဲ့ post တွေကိုတင်သွင်းရှောင်လဲကြခြင်းမဟုတ်မြန်မာနိုင်ငံအစိုးရကခိုးဝင်ဘင်္ဂါလီတွေကိုသိရှိထားကြတော့လဲဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဗီဇာမပါဘဲခိုးဝင်လာတဲ့သူတို့ထံမှာဗီဇာရက်လွန်နှုန်းတွေကိုတောင်းခံဖို့လိုနေပါသေးတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးစစ်ပွဲအတွင်းကစစ်ဆောင်ထွက်ပြေးလာတဲ့သူတွေကဗီဇာရက်လွန်ကြေးကိုလူဦးရေ9သိန်းအတွက်တောင်းခံဖို့အကျွေးရှိနေပါသေးတယ်။အောက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးစစ်ပွဲတုန်းကပြေးလာတဲ့တပ်တွေပြချက်အစာကိုပူးတွဲတင်ပြပေးလိုက်တယ်သူတို့9သိန်းမှမျိုးဆက်30ရှိသွားခဲ့ရာခိုးဝင်ဘင်္ဂါလီတို့ရဲ့ပြန်လည်ထွက်ခွာသွားတဲ့သတင်းအချက်လက်မရှိဒါကြောင့်ကလကြောက်6တယ်ဆိုတဲ့စကားကိုရခိုင်လူမျိုးတိုင်းနားလည်ကြတယ် ICJ မှာနှစ်ဖက်ရှိနေကြီးတွေရဲ့ထောက်ခံသူအချင်းချင်းမိမိတို့ဘက်ကိုအားပေးကြမှာကညှင်းဆန်စရာအကြောင်းမရှိဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကဘင်္ဂါလီလို့မသုံးလုံးရလို့ပြောဆိုခြင်းကို ICJ မှာလက်ခံပြီးနေမယ်ဆိုရင်ကျွန်တော်ကလည်းဘင်္ဂါလီသားဖြစ်ကြောင်းတင်ပြပါတယ်ဒါကြောင့် ICJ ကလက်ခံရတော့မှာဖြစ်တယ်လို့စာရေးသူခိုင်အောင်ကျော် New York ကရေးသားထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ပြည်ပရောက်လူငယ်များပြည်ရင်းကိုပြန်လာအလုပ်လုပ်ကိုင်ဖို့လိုအပ်တယ်လို့ကြံ့ဖို့ခင်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲမှာထွက်ပေါ်လာတဲ့အစိုးရတစ်ကြောင်စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များဝင်လာလို့အလုပ်ကိုင်ပေါများလာမယ်လို့ဆိုပါတယ်။ပြည်ပနိုင်ငံတွေမှာရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့လူငယ်တွေပြည်ရင်းကိုပြန်လာအလုပ်လုပ်ကိုင်ဖို့လိုအပ်ကြောင်းကြံ့ဖို့ဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။သူရဲ့လူမှုကွန်ရက်မှာမိကွန်းတွေကိုပြန်လည်ဖြေကြားတဲ့အစီအစဉ်မှာကြံ့ဖို့ခင်ကြီးကထပ်ပါတိုင်းပြောဆိုလိုက်တာပါ။မြန်မာလူငယ်များပြားကနိုင်ငံရဲ့ခြားကိုထွက်ပြီးအလုပ်လုပ်နေကြကြောင်းတရားမဝင်သွားသူတွေရှိသလိုတရားဝင်သွားသူတွေလည်းရှိကြောင်းပြည်ရင်းမှာအလုပ်ကိုင်ခွင့်လန်းတွေရှားပပြီးခွင့်လန်းများရဖို့နိုင်ငံခြားကိုသွားကြခြင်းဖြစ်တယ်လို့နားလည်ကြောင်းကြံ့ဖို့ပါတီအနေနဲ့လူငယ်များပြည်ပကိုထွက်ခွာမှုကိုနီလန်းနှစ်ခုနဲ့ကင်တွယ်ဖြည့်ရှင်းမှာဖြစ်ကြောင်းအဲ့လိုဖြည့်ရှင်းနိုင်ဖို့ပြည်ပရောက်လူငယ်များပြည်ရင်းကိုပြန်လာအလုပ်လုပ်ဖို့လိုအပ်ကြောင်းဆိုပါတယ်လူငယ်တော်တော်များများကနိုင်ငံခြားမှာထွက်ပြီးတော့အလုပ်လုပ်ကြတာရှိပါတယ်တချို့လည်းတရားဝင်သွားတာရှိတယ်တချို့လည်းတရားမဝင်သွားတာရှိတယ်အဲ့တော့နိုင်ငံခြားသွားပြီးအလုပ်လုပ်တယ်ဆိုတဲ့သဘောကဒီမှာအလုပ်ကိုင်နေငယ်ရှားပါလို့နိုင်ငံခြားမှာထွက်ပြီးအလုပ်လုပ်တယ်ဆိုရင်ဒါထက်ပိုပြီးတော့အခွင့်အရေးတွေရမယ်ပေါ့စသဖြင့်လာဆောင်ငွေတွေကောင်းတယ်ဒါကြောင့်သွားတာဖြစ်ကြမယ်ထင်ပါတယ်ပိုကောင်းတဲ့ခွင့်လန်းကိုရှာကြတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ Ministro မှာလည်းပါတယ်နှစ်နည်းစဉ်းစားတာပေါ့နိုင်ငံခြားမှာရောက်နေပြီးအလုံးလုံးနေကြတဲ့သူတွေအတွက်တရားဝင်ဖြစ်အောင်နိုင်ငံဆိုရခြင်းညှိနှိုင်းတာတွေလုပ်မယ်အပေးယူတွေလုပ်မယ်ပြီးရင်နိုင်ငံခြားမှာအလုံးလုံးနေတဲ့သူတွေကိုဥပဒေရဲ့အကာအကွယ်အောက်မှာရှားတင်ရတိုက်တာတွေကိုအပြည့်အဝရအောင်ဆောင်ရွက်ပေးမယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်